GTA 5 online ဆိုတာ Rockstar Game ကဖန်တီးထားတဲ့ online multiplayer mode ဖြစ်ပြီးတော့မှ Grand Theft Auto 5 ထဲမှာပါဝင်တာဖြစ်ပါတယ်2013ခုနှစ်အောက်တိုဘာလ1ရက်နေ့မှာ GTA online ကို PS3 Xbox 360တို့အတွက်ပထမဆုံးထုတ်လုပ်ခဲ့တာဖြစ်ပါတယ် GTA ဖတ်ပြီးအနည်းငယ်နေ့အကြာပြီးမှ online mode ကိုဖွင့်ခဲ့တာဖြစ်ပါတယ်လမ်းစားခဲ့တဲ့အချိန်မှာစာပါပြဿနာတွေလို့ရင်မရတာတွေ chapter data ပျောက်တာတွေဖြစ်ခဲ့တာဖြစ်ပါတယ် player တွေအများကြီးဝင်လာခဲ့လို့ server overload ဖြစ်ခဲ့တာဖြစ်ပါတယ် update တွေတိုးတက်လာမှ GTA 5 online ရဲ့ DCN တွေကိုအမြဲတမ်း update လုပ်ပေးပြီးတော့မှ game ကိုအတိတ်တစ်ခုပေါ်မှာ selection တွေခဲ့တာဖြစ်ပါတယ်2015ခုနှစ်ကတော့ headache update team machine တွေကိုထည့်သွင်းလာခဲ့တာဖြစ်ပါတယ်2016ခုနှစ် import export update ကားခိုးရောင်းတဲ့ online system business system ပါခဲ့တာဖြစ်ပါတယ်2019ခုနှစ်မှာတော့ banker system 2018ခုနှစ်မှာတော့ night club management system 2019ခုနှစ်မှာ casino gameplay and headache 2020ခုနှစ်မှာတော့ solo head လုပ်လို့ရတဲ့ fast head 2020ခုနှစ်မှာတော့ PS5 Xbox Series S တို့အတွက် graphic တိုးတက်မှုတွေရှိခဲ့တာဖြစ်ပါတယ်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်